မင်္ဂလာပါရှင်မန္တလေးကတစ် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနောက်ဆိုတဲ့သတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရင်းနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတူရအဖြစ်ကြီးညာခဲ့သောပြည်သစ်သမ္မတကို NUG ကကျေးဇူးတင်ကြောင်းသိရပါတယ်ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံအကျဉ်းသားများလွှတ်ပေးရင်းနဲ့စစ်တပ်ရဲ့ရွှေကောက်ပွဲကိုအတွေ့အကြုံအဖြစ်ကြီးညာခဲ့တဲ့ပြင်သစ်သမ္မတမဲခရွန်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ယနေ့နိုဝင်ဘာလ12ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်နန်းစုမအောင်တို့ကပြည်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအရှိတောင်အာရှဌာနမှမြန်မာနဲ့ထိုင်းတာဝန်ခံမြန်မာအကျွဲပြည်သစ်အထူးကိုယ်စားလှယ်တို့နဲ့တွေ့ဆုံဆွေးနွေးစဉ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတွေ့ဆုံမှုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့တကွမတရားဖြင့်ဖမ်းဆီးခြင်းခံရသူများအားလုံးလွှတ်ပေးအတွက်တောင်းဆိုပေးခဲ့တဲ့ပြည်သစ်သမ္မတမဲခရွန်ကိုကျေးဇူးတင်ရှိကြောင်းစကောင်စီရဲ့အတူရရွှေကောက်ပွဲနဲ့ပတ်သက်ပြီးတရားဝင်ရှက်တီချက်ကိုထုတ်ဖော်ခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း NUG ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ထို့ပြင်လူသားချင်းစာနာတဲ့အကူအညီများပေးအပ်နေမှုများလက်ရှိမြေပြင်အခြေအနေတိုးတက်မှုများတော်ရင်အားစုများရဲ့ရှေ့လုပ်ငန်းစဉ်များနဲ့အခက်အခဲကြုံနေရတဲ့မြန်မာနိုင်ငံသားများကိုဆက်လက်ကူညီပေးရန်စာတီတို့ကိုအဓိကထားဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။မြန်မာစစ်တပ်ကပြည်လုံးမဲ့ရွှေကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့မကိုက်ညီဟုပြည်သစ်အစိုးရကနိုဝင်ဘာလ10ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးစစ်အစိုးရက၎င်းတို့ထိန်းချုပ်ထားတဲ့နယ်မြေဒေသများတွင်2015ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ကျင်းပမဲ့ရွေးကောက်ပွဲတည်ပွင့်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနဲ့အတိမတ်ပြုခံရမှုဆိုင်ရာစံနှုန်းများနဲ့မကိုက်ညီကြောင်းပြည်သစ်အစိုးရကထောက်ပြကြေညာခဲ့တာပဲဖြစ်ပါတယ်။ရှင်းပြအောက်တိုဘာလ1ရက်နေ့ကလည်းပြည်သစ်သမ္မတကဒေါ်ဆန်းစုကြည်ထံသို့စာပေးပို့ခဲ့ပြီးပြည်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ပါကြောင်းပြည်သစ်သမ္မတရဲ့စာတွေထုတ်ဖော်ပြောဆိုထားပါတယ်။ပြည်သစ်သမ္မတကဒေါ်ဆန်းစုကြည်တို့လိမ့်မှုရေးအရေးသားခဲ့တဲ့စာကိုဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကမ်အရီထံသို့ပေးပို့ခဲ့ပါတယ်။ပြည်သစ်သမ္မတရဲ့စာတွင်ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအတွက်လည်းအလွန်ဆိုးရပူပန်ကြောင်းထုတ်ဖော်ပြောဆိုထားခဲ့လည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့နိုင်ငံရေးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့တဲ့မဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတာဆာညာပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွှေကောက်ပွဲဝင်နေကြောင်းမန္တလေးမြို့ခံများထံမှသိရပါတယ်။ဘာသာအဖွဲ့ဝင်နဲ့မြို့သားရဲ့အစွမ်းရောက်စစ်တပ်ထောက်ခံသူကျော်မျိုးရွှေကတိုင်းဒေသစီလုံးညီညွတ်ရေးပါတီတာဆာညာကိုကိုစားပြု၍မန္တလေးတိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမတ်၄ FTTP တွင်ရှင်းပြရန်မဲဆွယ်စည်းရုံးမှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။ကျော်မျိုးရွှေမှာ NLD အစိုးရအာဏာရယူခဲ့တဲ့2016ခုနှစ်ကနေ2021ခုနှစ်ဇန်နဝါရီလကုန်ထိဒေါ်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်း NLD အစိုးရကိုဆန္ဒပြခြင်းစစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုများကိုဦးဆောင်ခြင်းများလှုပ်ဆောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။2019ခုနှစ်မတ်လတွင်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာတွင်ပုတ်ခတ်စော်ကားရေးသားခဲ့ပြီးစစ်တပ်ရဲ့ဥပဒေပုံမှန်66ကကြီးဖြင့်အမှုဖွင့်ခံရသူလည်းဖြစ်ပါတယ်။ရင်းပြင်2019ခုနှစ်ဩဂုတ်လအတွင်းမန္တလေးတွင် NLD အစိုးရဆန့်ကျင်တပိတ်လှုပ်ဆောင်ခဲ့ပြီးရင်းတပိတ်အတွင်းကျော်မျိုးရွှေကိုဝရမ်းထုတ်ခဲ့ကပုံမှန်905ခါခွေဖြင့်အမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။2018ခုနှစ်ဇွန်လအတွင်းမန္တလေးမြို့တွင် NLD အစိုးရတည်ဖြုတ်ချရေးတပိတ်မှောက်ခဲ့မှုဖြင့်ကျော်မျိုးရွှေကိုနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှန်905ခါခွေဖြင့်အချမ်းမြသားစီမျိုးနဲ့တရားရုံးကအလုပ်ကျန်းတဲ့အချောင်းနဲ့တနစ်ခွဲချမှတ်ခဲ့ပါတယ်။2019ခုနှစ်မလအတွင်းမြို့သားရဲ့အစွမ်းရောက်ဝဒီဖုန်ကြီးဝီရတူကို Facebook post တစ်ခုတွင်စော်ကားဒီစော်ကားကျော်မျိုးရွှေကမြန်မာနောင်အက်ဒီတာချုပ်ကိုဆွေဝင်းကိုစတရေးဥပဒေပုံမှန်66ကကြီးဖြင့်တရားလိုအဖြစ်တရားစွဲဆိုခဲ့ပူတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မြဝတီမြို့တောင်ဖက်ဖလူကြီးကျေးရွာရှိ DKBA ပိုင်းကြားဖြတ်ရုပ်ကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုပြည်သူတွေနဲ့ DKBA တပ်ဖွဲ့ဝင်တွေဦးတည်ဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဖက်ဖလူကြီးကျေးရွာဖယားကုန်းအနီးရှိ DKBA ပိုင်းကြားဖြတ်ရုပ်ကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီးပြည်သူတွေဦးတည်ဆုံးခဲ့ပြီး DKBA တပ်ဖွဲ့ဝင်တွေဦးတည်ဆုံးခဲ့ကြောင်းကရင်စီရေးသတင်းမြစ်ကရှမ်းခေတ်သတင်းဌာနထပ်ပြောကြားထားဖြစ်ပါတယ်။ယနေ့နိုဝင်ဘာလ17ရက်နေ့နဲ့17:30မိနစ်ကမြောက်ရီမြို့တောင်ဖက်ဖလူကြီးကျေးရွာဖယားကုန်းအနီးရှိ DKBA ပိုင်းကြားဖြတ်ရုပ်ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီးကြားဖြတ်ရုပ်အဆောက်ဂိတ်ပေါ်တက်ကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူတွေနဲ့ DKBA နဲ့ဦးစုစုပေါင်း4ဦးသေဆုံးခဲ့ကြောင်းထို့သောလက်နက်ကြီးထိမှန်မှုကြောင့်တရားရှိသူများကိုထိုင်းနိုင်ငံမဲဆောက်စည်းရုံကြီးမှာလူနာတင်ကား9စီးဖြင့်တဲဆောင်သွားခဲ့ကြောင်းသိရှိရပါတယ်။ဖလူကြီးရွာထက်က DKBA ပိုင်းကြားဖြတ်အဆောက်ဂိတ်အပေါ်ကို
Sagamaka လက်နဲ့ကြီးနဲ့ပြစ်ခတ်လို့လူကိုရောက်ချစ်ပြီး၄ယောက်တိတ်ဆုံသွားခဲ့ပါတယ်။ဒဏ်ရတဲ့သူတွေကိုမဲဆောက်စေးရုံကြီးကနေပြီးတော့လူနာတင်ကားတွေနဲ့တဲဆောင်သွားခဲ့ပါတယ်။ကားတန်းနဲ့ဆိုတော့ကားတွေပိတ်လမ်းတွေပိတ်ကုန်နဲ့စူညံနေပါတယ်လို့ကရင်သတင်းမြစ်ကရှမ်းခေတ်သတင်းဌာနထပ်ပြောကြားထားပါတယ်။တခြားကရင်စီသတင်းမြစ်တစ်ခုကတော့စစ်တပ်ရဲ့လက်နဲ့ကြီးဖြင့်ပြစ်ခတ်မှုကြောင့်တရုတ်နဲ့ဦးနဲ့အခြားလူ၄ဦးဒဏ်ရာရှိခဲ့ပြီး DKBA တူနဲ့ကြားဖြတ်ရုပ်လှုပ်ချွေတူတိတ်ဆုပ်ခဲ့ကြောင်းပြောဆိုထားပြပါတယ်။အော်တိုဘလာ19နှစ်မှစရွအကြံဖက်ဆူစုက BGF ပိုင်း KK ပတ်ရှိကြားဖြတ်ရုပ်ကိုအကြောင်းပြစီးနှင်းဝင်ခဲ့ပြီး BGF ကလည်းမိုင်းခွဲဖြက်စီခြင်းတက်တင်များကိုလက်ဆက်ဖြောက်ခြင်းလို့လှုံ့ဆော်ခဲ့ကြောင်းသိရပါတယ်။အကြံဖက်ဆူစုထင်ချုံရမြောက်ရီမြို့ပေါ်ရက်ကွက်နဲ့အခြေရများအပေါင်းဝင် DKBA BGF ထင်ချုံရလေကကွန်မြူတီဝေါ်လီဒေတာနဲ့ကြောက်ခက်ဒေတာများတွင်ကြားဖြတ်မြောက်များစွာရှိနေကြောင်းသိရပါတယ်။လက်တလုံးနှွေရမလာ12ရက်နေ့အမေရိကန်အစိုးရကကြားဖြတ်ဝင်များကိုတီထောင်လုပ်ကနေတဲ့ DKBA နဲ့ကောင်းဆောင်တွေကိုဒဏ်ခတ်ပိတ်ဆို့အရေးယူသောကြေညာချက်ကိုထုတ်ပြန်လိုက်ပြီးကြားဖြတ်နေတဲ့ရဲ့အထူးအဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဝက်လက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကကြေးရွာ12ရွာကိုမိရှုဖျက်ဆီးမှုနေအိမ်ရနဲ့ချီမီလောင်ပြကြပြီးရွာပေါင်း20ကျော်မှပြည်သူ2000ကျော်ပြည်လို့ရထပ်ပြီးတင်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကြေးရွာ12ရွာကိုမိရှုဖျက်ဆီးမှုနေအိမ်ရနဲ့ချီမီလောင်ပြကြခဲ့ပြီးရွာပေါင်း20ကျော်မှပြည်သူ2000ကျော်ပြည်လို့ရတင်းရှောင်နေရကြောင်းဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဟူဆောင်ကော်မတီထုတ်ပြန်ချက်နဲ့ဒေတာနေပြည်သူများကရန်ခေတ်တဲ့ဌာနချက်ပြောဆိုထားပါတယ်။အော်တိုဘာလ23နှစ်မှစတင်ပြီးလက်ရှိချင်းချင်းဝက်လက်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း3ကြောင်းထပ်မံကြေးရွာများကိုရောက်စီးနေမိရှုနေခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါကျန်းစစ်တပ်စစ်ကြောင်းများမိရှုဖြစ်စီမှုကြောင့်လက်ရှိအချိန်တွေဝက်လက်မြို့နယ်အတွင်းရွာတော်ကုန်းရွာတမကုန်းရွာထုံးပိုရွာမူကြီးရွာတရာဦးရွာလှတော်ရွာရှစ်ကျင်းရွာခေါ်တော်ရွာစာနန်လီရွာလိပ်ပင်ရွာမြင်းတော်ရွာနဲ့ဦးတီကုန်းရွာမှာရာနဲ့ချီတဲ့နေအိမ်များမီးလောင်ပြကြခဲ့ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ6ရက်ကဝက်လက်မြို့နယ်မူကြီးရွာကိုဂျက်ဖက်စစ်တပ်ကမိရှုဖျက်ဆီးခဲ့ခြင်းကြောင့်နေ80ကျော်မီးလောင်ပြကြခဲ့ကြောင်းအလားတူနိုဝင်ဘာလ17ရက်နေ့ကလည်းဝက်လက်မြို့နယ်လာတော်ရွာကိုဂျက်ဖက်စစ်တပ်က2နေရာခွဲ၍မိရှုဖျက်ဆီးခဲ့ခြင်းကြောင့်နေ80ကျော်ပြကြခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေတွေကဝက်လက်မြို့နယ်ချက်ကိုစစ်ကြောင်း3ကြောင်းလောက်နဲ့မိရှုနေတာပါစစ်ခွေစစ်ကြောင်းကအထက်လက်များနိုင်ပါတယ်ကျွန်တော်တို့သိရသလောက်တော့အနေအပြည့်စမှုအရေးအတွက်ကိုမူကြီးရွာမှာအင်80ကျော်နဲ့လှတော်ရွာမှာအင်80ကျော်မီလောက်ပြကျသွားတယ်လို့သိရပါတယ်ပြည်သူတွေလည်းပြေးနေရတာတောင်းနဲ့ချီတဲ့တော်တော်များများရွာထက်ကိုပြန်မွေးနိုင်သေးဘူးလို့ဒေတာနေပြည်သူကပြောဆိုခဲ့တာဖြစ်ပါတယ်ထုတ်ပြန်အကြမ်းဖက်စစ်တပ်ကအောက်တိုဘာလ23ရက်နေ့မှာနိုဝင်ဘာလ1ရက်နေ့အထိဂျာရိုကော့ပတာစတက်လီတီနဲ့ဂျာဖိုက်တာများဖြင့်အကြိမ်160ကျော်ပုံကျတိုက်ခတ်မှုများလည်းပြုလုပ်ထားသောကြောင့်ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဟူဆောင်ကော်မတီကထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ဂျာတစ်ဆက်ပေးမှုကျွန်မရဲ့ခတာနာကိုပြောပါရှင်။ဟာဘီနာစမှုအထွေအထူးကျေးဇူးတင်ရှိပါနေရှင်။